စားပါပြီပါကန်ဒီတော့ဆော့ပါပြီခင်ဗျာအခုကဘာလို့လဲဆို final candy mission မှာ final candy အဘော candy ကိုအရင်ဆုံးရှာပါမယ်ကိုလာခေါက်ပြီမင်းလည်းကိုလာဖြစ်ပါလေဟုတ်ပါပြီကဲဟုတ်ပြီကဲစားမယ်ကဲဝင်သွားပါပြီ candy ရှာပြီဟုတ်တယ်ရပါရဲ့ပါရင်တော့လွယ်လားဟဲ့ဘေးတွေသွားနေတယ်ဟာဟိုမှာတော့ဘယ်မှာလဲဟာရဟုတ်ရဲ့ဟိုရှောင်းမနေနဲ့ခဏမိုင်းလုံးပြင်းနေတယ်အောင်ချောင်းလုပ်တဲ့ဟာရေးပါပြေခွာနာစနာနာလူတို့ရဘူးရတော့နာလူမွေးတာမွေးတာမဟုတ်ဘူးကြောင်လည်းရှင်းပြအောင်ချလာရအောင်နာရူတိုကြီးပဲဟမကန်ဒီတော့ရအောင်အဖွားနာရူတိုရိုက်ထည့်လိုက်ပြီလားရိုက်တော့တည်မှာဖင်ရိုက်ထည့်လိုက်တာဟုတ်လားတင်တယ်ဂျေလုံးနဲ့ရိုက်လေအေးဂျေလုံးနဲ့ရိုက်ထည့်လိုက်ဂျေလုံးနဲ့မရိုက်ဘူးချက်ချင်းကြောက်ကုန်ပြီပါဖွင့်လိုက်တော့မြန်ဖွင့်没有掰你吧လုံးလုံးမရအောင်ဘာမှမရှိဘူးအဲ့တော့ဒီနေ့ရိုက်ခံရတာဒီနေ့မဟုတ်ဘလော့စီကိုလာမရဘူးတော့ရပြီးတော့21 second ရမယ်ပါထော်ခုပဲကြံတော့တာဟုတ်15 second ပဲရှိတော့ရဟောအေးစေး15 second ပဲရှိတာခုံးလာရှိဝခံဘွဲအမတဲ့ပုံညပဲနေအဲ့ဒါပုံကြားနေ niceကြားနေပြီ तू ကကြိုင်းနေတဲ့အခန်းကိုရင်သွားတာအဲ့ကလေးတွေကိုကြည့်ရပါကလေးတွေအိယာထဲမှာမအိနေဘူးဆိုရင်အဲ့လိုမဟုတ်ဘူးလိုက်ရှာတော့ပုံးနေရလားကန်ဒီတွေရော့အသားချင်းပိတ်မယ်ကွာဒါစမ်းရော့လောနောက်တော့ဘောရတူကြီးနောက်တော့ကြီးရှော့သွားတာကဲရပြီရသေးဘူးလေ